နိဗ္ဗာန်ကိုအာယုံပြုပြီးတော့နေလိုက်တဲ့ဖလတ်သမဘတ်ဆိုတာဝင်စားတယ်ဖလတ်သမဘတ်ဝင်စားတယ်ဆိုတာနိဗ္ဗာန်ကိုအာယုံပြုတဲ့စိတ်ကလေးနဲ့တင်ယတ္တိနေတာကိုဆိုလိုတယ်အသိစိတ်ရှိတယ်အာယုံကနိဗ္ဗာန်အငြိမ့်တက်ကလေးကိုပဲအာရုံပြုတော့ဟိုပြေးဒီပြေးမရှိဘူးအာယုံလေးတစ်ခုပေါ်မှာငြိမ်းချမ်းတဲ့စိတ်ကလေးပဲဖြစ်နေတယ်နိဗ္ဗာန်နဲ့ထိတွေ့နေတဲ့စိတ်ကလေးပဲဖြစ်တယ်ဒါကဖလသမဘတ်နိရောဓသမဘတ်ဆိုတာကြတော့စိတ်လည်းမရှိဘူးစေတသိက်တွေလည်းမရှိဘူးစိတ်စေတသိက်ကြောင့်ဖြစ်တဲ့ရုပ်တွေလည်းမရှိဘူးအားလုံးအသိစိတ်အားလုံးကိုရပ်ဆိုင်ပြလိုက်တယ် pause လုပ်လိုက်တာအဲ့ဒီ pause လုပ်ထားပြီဆိုတဲ့အခါမှာစိတ်ရဲ့လှုပ်ရှားမှုမရှိသည့်အတွက်ကြောင့်ရှုခန္ဓာကိုယ်ကြီးတတ်တတ်တယ်အသိစိတ်မရှိတော့ဘူးဆိုလို့ရှိရင်လူတွေဟာအိမ်မောကြနေတဲ့အခါမှာနှစ်ခြားခြားအိပ်ပျော်ပြီးအိယာကနိုးရင်လန်းဆန်းလာတယ်လို့ပဲစိတ်ရဲ့လှုပ်ရှားမှုတွေတစ်ခုမှမရှိအောင်ခြုံငိမ့်ပြီးတော့နိရောဓသမဘတ်လို့ဆိုတယ်စိတ်စေတသိက်တွေကိုခိတ္တ pause လုပ်ပြီးတော့နေလိုက်တဲ့အခါမှာအလွန်ငြိမ်းချမ်းတဲ့အနေအထားတစ်ခုမျိုးရတယ်အဲ့ဒီနိဗ္ဗာန်ကိုအာယုံပြုပြီးတော့နေတာရဲ့စိတ်တွေအလုံးချုပ်ငြိမ်းသွားအောင်ဘာကိုမှအာယုံမပြုဘဲနဲ့နေတာရဲ့အဲ့ဒီနှစ်ခုဟာတဲ့နော်ခုနကပြောတဲ့အရသာစုံတဲ့အစာကိုစားလဲရတာကတဲ့ပို့ပြီးတော့နှစ်သက်စရာကောင်းတယ်နိဗ္ဗာန်ကိုအာယုံပြုတယ်သို့မဟုတ်ဘာကိုမှအာယုံမပြုပဲစိတ်စေတသိက်စေတစားကိုချုပ်ငြိမ်းတဲ့အဆင့်မျိုးကိုနေလဲရတာဟာနတ်သုဒ္ဓစားရတာတဲ့ပိုကောင်းတယ်နတ်သုဒ္ဓစားရတာကိုကောင်းတယ်လို့ထင်မိမဲ့တကယ်တော့ကောင်းကြီးမဟုတ်ဘူးအကောင်းဆုံးကတော့နိဗ္ဗာန်ကိုအာယုံပြုပြီးတော့နေလဲရတာဟာဒီအလုံးချုပ်ငြိမ်းပြီးတော့နေလဲရတဲ့အနေအထားမျိုးဟာအင်မတန်မှကောင်းတယ်အလုံးကိုကောင်းတယ်လို့